နောက်ဆုံးတော့ East Blue ရဲ့အင်အားအကြီးဆုံးပင်လယ်ဓမြဆိုတာဘယ်သူလဲဆိုတာပေါ်သွားပါပြီအားလုံးကိုအလဲထိုးပြီးနောက်မှာလူစီတယောက်တကပါလုံးကိုတုံလို့စီမဲ့စုချင်းငွေဘလောက်အထိရသွားလဲဆိုတာကိုသိချင်ရင်တော့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအချိန်အတော်ကြာသူမကမပြောနိုင်ခဲ့ဘူးမယုံကြည်နိုင်ခဲ့ဘူးနောက်ဆုံးတော့ငါကိုကူညီပါလို့ပြောလိုက်တဲ့အချိန်မှာတော့အရာအလုံးဟာပြောင်းလဲသွားခဲ့တယ်ဒါဟာပင်လယ်ထက်ကတိုက်ခိုက်မှုတစ်ခုမဟုတ်ပဲဒါဟာလွတ်မြောက်မှုအတွက်တိုက်ပွဲပါသူတို့ရဲ့အဖွဲ့ဟာရွာထဲဝင်သွားတဲ့အချိန်မှာတော့ရွာတွေအားလုံးကရွာတွေကိုမိရှုဖျက်ဆီးလိုက်ပါပြီတစ်ဆက်တည်းမှာပဲရွာသားတွေနဲ့နာမီအမဖြစ်သူဂျီနိုကိုတို့ကမခံမရက်နိုင်အောင်တားတွေတုတ်တွေကိုစီနဲ့အားလုံးတို့ကိုတိုက်ခိုက်ဖို့နာမီတို့စီရောက်လာပါတယ်အားလုံးပန်းချန်ထဲတွားပြီးသူတို့နဲ့တိုက်ခိုက်ဖို့ရွာသားတွေကရွေးချယ်ခဲ့ပါတယ်ငါတို့လွတ်လပ်ခွင့်မရှိရင်ငါတို့တိုက်ခိုက်ရင်အတေခံသွားမယ်လို့ဆိုပါတယ်နာမီကနင်တို့ကိုဒီလိုလုပ်ခွင့်မပေးနိုင်ဘူးဒါငါကိစ္စဆိုပြီးအားလုံးရှိရနေရာကိုလူစီတို့အဖွဲ့ဝင်ရောက်ပြီးတိုက်ခိုက်ဖို့စတင်ပါတော့တယ်အားလုံးကမြေပုံခန်းထဲမှာရှိလောက်မယ်ထင်တာကြောင့်အားလုံးရဲ့တပည့်ကိုဂျန်တဲ့တူကိုတာဝန်ယူခိုင်းပြီးအားလုံးကိုတော့လူဖီနဲ့နာမီတို့ကတာဝန်ယူမယ်ဆိုပြီးမြေပုံခန်းထဲတို့တွားလိုက်ပါတယ်။ကွာပဲပြစ်တတ်တဲ့ဥပစော့ကိုတော့ငါလူသားရဲ့မျက်နှာကိုလေးကွာနဲ့ပစ်လိုက်တာကြောင့်ငါလူသားလည်းစိတ်တူပြီးဥပစော့ကိုလိုက်တတ်ပါတော့တယ်။လူဖီနဲ့အားလုံးနဲ့တွေးတဲ့ချိန်မှာတော့လူဖီကငါသားလည်းမတုံးတတ်ဘူးဟင်းလည်းမချက်တတ်ဘူးလိန်လည်းမပြောတတ်ဘူးလမ်းလည်းမပြတတ်ဘူးငါတူငယ်ချင်းတွေမကူရင်ငါကဘာမှမဟုတ်ဘူးဆိုတာကြောင့်အားလုံးကတာဆိုမင်းပါလို့တက်လဲလို့မေးတဲ့ချိန်မှာတော့လူဖီကမင်းကိုအလဲထိုးတတ်တယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းလိုက်တက်ခတ်ခံနေရပြီးညံကောင်းတဲ့ဥပစော့ကတော့ဆော့ပလင်းတွေကိုရင်ပတ်မှလိမ့်ပြီးတေချင်ရောင်ဆောင်နေတာကြောင့်ထွက်သွားတော့မဲငါလူသားကိုမိကြီးနဲ့အရက်ပလင်းကိုပြစ်လိုက်တဲ့ချိန်မှာတော့ငါလူသားတကောင်ကိုအဆုံးသက်ပေးလိုက်ပြီးဟိုကိုဂုံယူနေပါတယ်လူဖီကလည်းတိုက်ခိုက်ရင်အားလုံးရဲ့အားကိုမရှင်နိုင်တာကြောင့်နင့်ကိုမနိုင်ပေမဲ့နင့်ရဲ့မြေပုံခန်းကိုဖျက်ဆီးလို့ရတယ်လို့ပြောတာကြောင့်လူဖီလည်းမြေပုံခန်းထဲကထောက်တိုင်တွေကိုအကုန်လိုက်ဖျက်ဆီးနေပါတယ်ဒီလိုနဲ့လူဖီကိုလိုက်တားနေတဲ့အားလုံးလဲလူဖီရဲ့စက်တနက်လက်တီးစာမိသွားပြီးနောက်ဆုံးမှာတော့လူဖီလဲဆွဲဆန်းလို့ရတဲ့ခြေတောက်ကိုအသုံးပြုပြီးအားလုံးကိုအဆုံးတက်ပေးလိုက်ပြီးနောက်အားလုံးဒီဆောက်ခဲ့တဲ့မြေပုံခန်းလဲပြိုလဲသွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ကိုရွာရဲ့ငရဲခန်းဟာလည်းပြီးဆုံးသွားခဲ့ပါတယ်အားလုံးတိဆောက်ခဲ့တဲ့အင်ကြီးလည်းပြိုသွားတာနဲ့ငါလူသားတွေရဲ့စိုးမိုးမှုလည်းနှိကုံးချုပ်သွားခဲ့ရပါတယ်ဖုံတော်ထဲကနေထွက်လာတဲ့လူစီဟာနာမီကိုကြည့်ပြီးအားရပါရအော်ပြောလိုက်တာကတော့နာမီမင်းကငါတို့ရဲ့တူငယ်ချင်းလို့လူဖီကဆိုပါတယ်ဒါဟာနာမီအတွက်နှစ်ပေါင်းများစွာပိတ်လောင်ထားရတဲ့ဝင်ထုတ်ဝင်ပိုးကြီးကျသွားတဲ့ချိန်မှာပဲရွာသူရွာသားအားလုံးကလည်းသူတို့ရဲ့လွတ်လပ်ခွင့်အတွက်အောင်ပွဲခံကြတယ်လို့လူဖီတို့အဖွဲ့ကိုလည်းသူရဲ့ကောင်အဖြစ်အခန့်ကျွေးမွေးခဲ့ကြပါတယ်နာမီဟာသူမရဲ့အတိတ်ကနာကျင်စရာတွေကိုတင်ခန်းစာအဖြစ်ယူခဲ့ပြီးသူမရဲ့လက်မောင်းမှာလိန်ပေါ်တီးနဲ့လေတဟတ်ပုံစံတူတက်တူအတစ်ထိုးခဲ့ပါတယ်။ဒါဟာသူမရဲ့မိခင်နဲ့ရွာလူကြီးတွေကိုအမတ်ရစေတယ်လို့အနာဂတ်အတွက်မျှော်လင့်ချက်အတစ်လည်းဖြစ်ပါတယ်။လူဖီတို့ကိုအခန့်ကျွေးမွေးနေတဲ့အချိန်မှာပဲလူဖီအဖိုးကရောက်လာပြီးလူဖီကိုအပြင်းအထန်တိုက်ခိုက်ပြီးနောက်သူဖြစ်စေချင်တဲ့ရေတက်လမ်းကြောင်းကိုမလိုက်ပဲပင်လယ်တမျှလုံနေတဲ့အတွက်အခုလိုပြောခဲ့ပါတယ်။ငါမင်းကိုဘာလို့တလောက်ထိတိုက်ခိုက်နေရတာလဲတိလား။မင်းကိုငါလိုပဲရေတက်ထဲမှာအမှုထမ်းစေချင်လို့ပဲမင်းကပင်လယ်တမျှလုံချင်ရင်တနေ့ကျရင်တရားလိမ့်မယ်လို့အဖိုးဖြစ်သူကဆိုပါတယ်။လူဖီကတန်ရာတွေရနေပေမဲ့ပြုံးပြီးသူ့အိမ်မက်ကိုအခုလိုပြောပြခဲ့ပါတယ်။အဖိုးကကျွန်တော်ကိုပိုင်လန်းကြောင်းရွေးချယ်ခိုင်းခဲ့တာပဲ။အခုကျွန်တော်ရွေးချယ်လိုက်ပြီးကျွန်တော်ကပင်လယ်တမျှပရင်ဖြစ်အောင်လုပ်မှာလို့လူဖီကဆိုပါတယ်။နောက်ဆုံးမှာအဖိုးဖြစ်သူကလူဖီရဲ့ဆွဲကိုကြည့်ပြီးတိုက်ခိုက်တာကိုရက်လိုက်ပါတယ်။အဖိုးဖြစ်သူကရီမောရင်းနဲ့အခုလိုပြောခဲ့ပါတယ်။မင်းကတကယ်ပဲငါမြေပဲမင်းရဲ့မျက်လုံးထဲမှာခိုင်မာတဲ့ဆုံးဖြတ်ချက်တွေငါမြင်နေရပြီးသွားတော့မင်းသွားချင်တဲ့လမ်းကြောင်းကိုသွားတော့ဆိုပြီးခွင့်ပြုပေးခဲ့ပါတယ်။ဒါဟာမြေအဖိုးနှစ်ယောက်ကြားကနားလည်မှုရသွားတဲ့အမတ်တရအခိုက်အတန့်လေးပဲဖြစ်ပါတယ်။ဒီလိုနဲ့နောက်နေ့ရောက်တော့တက်သားလေးကော်ပီတယောက်အပြေးလွှာရောက်လာခဲ့ပါတယ်။သူ့လက်ထဲမှာတော့တည်င်းစာတစ်ဆောင်နဲ့အတူအလိမ့်လိုက်ဖြစ်နေတဲ့စက်ကူတရွက်ပါလာခဲ့ပါတယ်။
သူဟာလူဖီရဲ့သူငယ်ချင်းဖြစ်တယ်လို့ရေတပ်သားတစ်ယောက်လည်းဖြစ်နေတာကြောင့်ဒါဟာလူဖီကိုတရားဝင်စုကြည်ထုတ်ခံလိုက်ရပြီဆိုတာကိုပထမဆုံးလာပြောပြတာပါလူဖီဒါကိုကြည့်လိုက်စမ်းမင်းကိုရေတပ်တွေကစုကြည်စတင်ထုတ်လိုက်ပြီးမင်းဟာအခုဆိုရင်တကယ့်အန်တရယ်ရှိတဲ့ပင်လယ်သမားတစ်ယောက်ဖြစ်သွားပြီလို့ကော်ပီကဆိုပါတယ်ပိုစတာကိုဖြန့်ကြည့်လိုက်တဲ့အခါလူတိုင်းအံ့ဩသွားခဲ့ရပါတယ်လူဖီရဲ့ပထမဆုံးစုကြည်ငွေဟာတန်30တောင်ဖြစ်နေလို့ပါဒါဟာ East Blue ရဲ့အမြင့်ဆုံးစုကြည်ဖြစ်တယ်လို့လူတစ်တယောက်အတွက်မယုံနိုင်စရာကိန်းကနန်းတစ်ခုပဲဖြစ်ပါတယ်ဒီတဲ့ဟာ East Blue တစ်ခုလုံးကိုတော်မီလို့ပြန့်နှံ့သွားခဲ့ပါတယ်လူဖီရဲ့ရွာလူကြီးတွေကစိတ်ပူနေပေမဲ့မာကီနိုကတော့ဝမ်းတာနေပါတယ်ဆိုရိုရဲ့ပြန်ဖက်ဟောင်းဖြစ်တဲ့မီရော့ကရှိတ်စီကိုလူစီရဲ့အောင်မြင်မှုကိုတည်သွားပို့ခဲ့ပါတယ်အထူးခြားဆုံးကတော့ရှိတ်ပါပဲမီရော့ကလူစီရဲ့စုကြည်ပိုစတာကိုပြလိုက်တဲ့အခါရှိတ်ရဲ့မျက်နှာမှာဂုံယူဝင့်ကြွားတဲ့အပြုံးကြီးတစ်ခုပေါ်လာခဲ့ပါတယ်သူဟာလူဖီကိုကပ္ပထိတ်တန်းပင်လယ်သမားလောကထဲရောက်လာခဲ့တာကိုကြိုဆိုတဲ့အနေနဲ့သူတို့အဖွဲ့သားတွေနဲ့အတူတညလုံးအောင်ပွဲခန်းစားတောက်ခဲ့ကြပါတယ်တန်30ဆိုတဲ့စုချင်းငွေနဲ့အတူလူဖီရဲ့နာမည်ဟာ East Blue မှာတင်မကပဲတကပါလုံးကတတိထားရမယ်ပင်လယ်သမားတယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့တာဟာခရီးလန်းစဉ်ရဲ့အစပဲရှိပါသေးတယ်ရှေ့မှာကြိုဆောင်နေတဲ့ Grand Line ဆိုတဲ့ပင်လယ်ပြင်ကြီးမှာဒီထက်မကခက်ခဲတဲ့စိန်ခေါ်မှုတွေအစွမ်းထက်တဲ့ရန်သူတွေနဲ့ပယ်လိုရင်ခုန်စရာစွန့်စားခန်းတွေရှိနေအောင်မလဲဆိုတာကိုစီစဉ်2နဲ့အတူပြန်လာခဲ့ပါမယ်စောင့်မျှော်ကြည့်ရှုအားပေးဖို့ channel လေးကို subscribe လေးနှိပ်ပြီးအားပေးခဲ့ပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်